နီဟောင်းအားလုံးမင်္ဂလာပါရှင်ဒီမှာဒီနေ့ HSK level 1 series 81ကနေပြီးတော့ကြတော့100ထိပြောပြမှာဖြစ်ပါတယ်ရှင်အားလုံးဒီမှာနဲ့တူတူလေ့လာလိုက်ကြပါစို့ရှင်ချမ်းမြတ်ချမ်းမြတ်ချမ်းမြတ်အရှိမျက်နှာချမ်းမြတ်ဆိုကိုယ့်ရဲ့ရှေ့မှာလို့ပြောတာကိုယ့်ရဲ့ရှေ့မှာထားကြိုက်တဲ့ချမ်းမြတ်ထားသူကကြိုက်ဆိုတာနေရာတွေကိုပြတဲ့ကျွန်တော်တို့အင်္ဂလိပ်လိုဆို ADN နဲ့တူတယ်အဲ့လိုမျိုးနေရာပြဖို့အကြိုက်ကကြထားကြိုက်သူဟောတဲ့ဆိုတာကျွန်တော်တဲ့ဆိုတာဤရဲ့ချမ်းမြတ်ဆိုတာရှေ့လူက9ရက်ရှေ့မှာရှိနေတယ်အဲ့လိုမျိုးထားကြိုက်တဲ့ချမ်းမြတ်သူက9ရက်ရှေ့မှာရှိနေတယ်အဲ့လိုပြောတာချင်းဆိုတာခွင့်ပြုပြီးတခုခုကိုယူတမှုနဲ့ပြောတာဥမာချင်းဆိုတာပလိနဲ့အတူတူပဲဘယ်လိုလဲဆိုတော့ချင်းတလုံးနဲ့ပြောလို့ရှိရင်လည်းအတိတ်ပဲရှိတယ်ချင်းကျေးဇူးပြုပြီးဝင်မှာချင်းဆိုရင်လေကျေးဇူးပြုပြီးဝင်မှာအဲ့လိုပြောတာပဲကုထားပါတော့အဲ့တဲ့တရားရောက်လာတယ်ကိုကချင်းလို့မပြောဘဲနဲ့ချင်းဆိုပြီးလက်လေးနဲ့အမူအရာလေးနဲ့အဲ့လိုမျိုးလေးလှုပ်ပြရင်လေဒါဝင်ခိုင်းတယ်ဆိုတဲ့အတိတ်ပဲသူကချင်းတလုံးနဲ့နောက်ဆုံးပိတ်ကွာလေနောက်ကဆက်လုံးကိုမတိလို့ရှင်တော့ချင်းအဲ့လိုမျိုးလေးနဲ့တန်ရင်ကြည်လေးနဲ့မျက်နှာပြုံးလေးနဲ့ပြောလို့ရှိရင်အဲ့ဒါရင်ကျေးတမှုနဲ့ယူတမှုနဲ့ပြောတာတော်တော်လေးကိုတုံးဝင်တယ်ချင်းဝမ်းကျေးဇူးပြုပြီးမေးပြရစေချင်းဝမ်းရှာကျေးဇူးပြုပြီးတစ်ချက်လောက်မေးပါအောင်မယ်အဲ့လိုမျိုးပြောတာချွီဆိုတာတွားတီရဲဆိုတာပူတော့ရမ်ဆိုတာလူရန့်ရှိဆိုတာမမီတီရန့်ရှိနီငါမင်းကိုတီးတယ်အဲ့လိုမျိုးပြောတာနေရရှိလမနေမမိတလားအဲ့လိုပြန်မေးရဆမ်ဆိုတာနံပါတ်3ကိုပြောတာရှောင်းတင်ဆိုတာဈေးဆိုင်ရှောင်းအပေါ်မှာနောက်ကြအပေါ်တက်တယ်လို့လည်းပြောလို့ရတယ်ကိုယ့်အထက်မှာရှိတယ်ဆိုပြီးတော့လည်းပြောလို့ရတယ်ရှောင်းဦးဆိုတာမနက်ပိုင်းရှောင်းနေတော့ရှိန်ဘတူလဲဟူးနဲ့တူတူပဲနေရှိရှိန်နေကဘတူလဲနီးဆိုတာမင်းရှစ်ဆိုတာရှိသည်ဖြစ်သည်ရှိန်ဆိုတာကနေရှိရှိန်နေကဘတူလဲအဲ့လိုမျိုးမေးခွန်းပြစကားလုံးပေါ့တူတော့什么ဆိုတာပါလဲဝမ်းနဲ့တူတူပဲ这是什么ဒါပါလဲ什么意思ဘာအဓိပ္ပာယ်လဲအဲ့လိုမျိုးပြောလို့ရတယ်ရှိဆိုတာနံပါတ်10时候ဆိုတာအချိန်现在什么时候အခုဘယ်ချိန်ရှိနေပြီလဲအဲ့လိုမျိုးပြောတာ是ဆိုတာဟုတ်သည်ဖြစ်သည်ရဲ့အမစ္စာနဲ့တူတူပဲရှူစာအုပ်ရွှေရေရွှေကောဒီမှာသူကကျမအရင်ဒီစကားစာတွေမှာလည်းပြောခဲ့ဘူးပါတယ်ရွှေကောဆိုတာရှေ့ရရွှေဆိုတာကလည်းစမ်းရှိန်ညီမလို့ဆို3တန်မြောက်အတန်တုံးပေါ့ဗာလဲဆိုတော့ပေါ်တင်ပွီပုံစံဆက်လုံးလေးတွေပေါ်မှာရေးထားတဲ့ပွီပုံစံလေးအဲ့ဒါကို3တန်စမ်းရှိန်လို့ခေါ်တယ်နောက်ကကော်မှာလဲစမ်းရှိန်တစ်ခုထပ်လို့ရှိရင်ရှေ့ရစမ်းရှိန်ကိုရှိန်တန်နဲ့ထွက်ရမယ်လို့
အရင်သင်ခန်းစာလေးတော့လည်းပြောခဲ့ပူပါတယ်အဲကြတော့ပုံမှန်တစ်လုံးချင်းဆိုရင်တော့ရွှေကောအဲ့လိုမျိုးဖတ်တယ်ဒါမဲ့ဒီဥစ္စာမှာကြတော့အဲ့လိုမဖတ်အောင်နှလုံးစစ်ဆန်းရှင်းနှလုံးစစ်ထားတဲ့အတွက်ရွှေကောရွှေကောရွှေကောဆိုတာအတီးရွှေကြောင်ရွှေကြောင်ရွှေကြောင်80 1D Thank you so much for watching and listening ဖေးကြောင့်ကရှက်ဒီမဲ့နဲ့ကွက်ခံလက်တဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် bye bye ကျေးဇူးတင်ပါတယ်